여러분 안녕하세요. 알로미민글라바. 디셰가 디네 topic 2 မှာပါတဲ့ grammar pattern လေးတစ်ခုကိုဒီရှယ်ပြပြပေးမယ်။ဒီ grammar လေးကကြတော့ဒီရှယ်တို့ကဒီအကြောင်းအရာကိုသူကနေပြီးမှတဆင်တည်ခဲ့ရပါနော်။ဒီအကြောင်းအရာကိုဒီသူကနေပြီးမှတဆင်လုတ်ဖြစ်ခဲ့ရပါပေါ့နော်။ဒီကိစ္စရက်ကိုဒီကနေမှတဆင်လုတ်ဖြစ်ခဲ့တာပါဆိုပြီးတဲ့အခါကျတော့ချယ်တို့ကပြောတဲ့အခါလေးမှာတုံးတာပေါ့နော်။မှတဆင်ဆိုတဲ့ပုံစံလေး။အဲ့တော့သူ့ရဲ့ pattern လေးကဘယ်လိုလေးလဲဆိုတဲ့အခါကျတော့ now plus root ထုံဟဲစောဆိုတဲ့ဟာလေးအသက်ပါလို့ရှင်ထုံဟဲစောနဲ့သုံးမယ်အသက်မပါဘူးဆိုလို့ရှင် root ထုံဟဲစောနဲ့သုံးမယ်အဲ့မှာဒီချေတို့ကစောကိုထည့်ပြောခြင်းလဲရတယ်ဖြုတ်ပြောခြင်းလဲရတယ်နော်ဥမာထားတော့ဟန်နီဒီအကြောင်းကိုဘယ်သူစီကနေသိခဲ့ရလဲဟန်နီဒီအကြောင်းကိုဘယ်ကနေသိခဲ့ရလဲဒါမျိုးမေးရတဲ့အခါမှာဒီချေတို့သိခဲ့တဲ့လူကနေချေတို့ကပြောမယ်ပေါ့ဥမာ친구를 통해서 그 이야기를 들었어요. 아, 땡예진 시간이브로 이 자운 자게라. 너 나의 액하모 땡예진 시간이브로 나 이 계사야고 띠게라. 딜루뮤 뼈메 보노. 아이마 친구마 자로 제로디 에따 마바에 레자무 제로를 통해서 리는 동라면은 친구를 통해서 야래 알로모베 친구를 통해 보노. 나르구가 다시딜래서 제로သူနဲ့ဘယ်မှာတွေ့ခဲ့ရလဲဒါမျိုးမိမယ်ပေါ့ဆိုတော့အဲ့ဒီခါမျိုးမှာဆိုလို့ရှင်လေချေတို့ကတနေရာတစ်ခုခုပေါ့နော်အရှိမချေတို့ကတစ်ခုခုကိုထည့်လိုက်မယ်ပေါ့နော်နောက်တစ်ခုခုကိုထည့်လိုက်မယ်ဆိုတော့ချေတငယ်ချင်းမွေးနေ့ပါတီကိုထည့်လိုက်မယ်ဒါပဲဆိုရင်친구 생일 파티를 통해서တငယ်ချင်းရဲ့မွေးနေ့ပါတီကနေတဆင့်မနာဆိုရတွေ့ခဲ့တာပါဒါမှမဟုတ်လို့ရှင်မနာခဲ့တဲ့ဆိုရတွေ့ဖို့ဖြစ်လာခဲ့ရပါအဲဒီလိုမျိုးလေးပြောမယ်ပေါ့နော်โอเคနောက်တစ်ခုကဘာရှိသေးလဲနင်ဒီဆိုင်လေးကိုဘယ်ကနေပြီးတော့မှသိရလဲအဲ့လိုမျိုးမေးမယ်ဒါဆိုလို့ရှိရင်ကအင်တာနက်ကနေသိရဆိုလို့ရှိရင်အင်တာနက်ထုံဟဲဆိုပေါ့အင်တာနက်ကနေတဆင့်ဤကာကေရအားကေတဲ့ဆိုတော့ဒီဆိုင်လေးကိုငါသိသွားခဲ့ရတာပေါ့နော်ဒီဆိုင်လေးကကောင်းတယ်ဆိုတာကိုသိသွားတာဒီလိုမျိုးပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီချေရောကဒီအကြောင်းအရာတစ်ခုခုဒါမှမဟုတ်လို့ရှင်ဒီကိစ္စရဲ့တစ်ခုခုကိုဒီကနေပြီးမှတဆင့်လုတ်ခဲ့တာပါလို့ပြောချင်လို့ရှင်ဒီထုံဟဲစောဆိုတဲ့ပတ်တန်လေးနဲ့တုံးပါနော်ထုံဟဲစောဆိုတဲ့ပတ်တန်လေးအရှိမအသက်ပါလို့ရှင်ထည့်မယ်အသက်ပါလို့ရှင် root ထည့်မယ်နောက်တစ်ခုကဘယ်လိုရှိသေးလဲဆိုတဲ့အခါကျတော့ထားပါတော့ကြပြဆန်းဆန်းစာကြောင်းလေးတစ်ခုပေါ့그녀는 편지를 통해서 에리 강말리고로 사간이表達신 사랑하는 말을 고백했어요. 칠때 그래서 가고 품벽에 말해 고백하다서 품벽에서 품벽에 말해 사안이 뜻인 거노 시일의 사장이 거노 시일의 사리안이 사예비로 말 거노 사안이 뜻인 거 사베비로 치킨 bank 거노 딜루뮤 제로와 뼈 전로신 딜루뮤리 뼈로 야해 거노 그녀는 뼈뼈뼈노 그녀는 편지를 통해서 사랑하는 말을 고백했어요. အဲ့လိုလေးပြောပေါ့နော်ဆိုတော့အဲ့ဒါမှဆိုလို့ရှိရင်ဒီကိစ္စရဲ့ကိုဒီကနေပြီးတော့မှတဆင်လုပ်ခဲ့တာပါဒါမျိုးပေါ့နော်အဲ့တော့ချေတို့ကဒါ topic 2မှာဒါပါတဲ့ grammar လေးပေါ့နော်ဒီနောင်ကနေမှတဆင်ဒီကိစ္စရဲ့လေးကိုတီးခဲ့ပါတယ်ဒါမှမဟုတ်လို့ရှိရင်ဒီနောင်မှနေတဆင်ဒီကိစ္စရဲ့လေးကိုလှုပ်ဖြစ်ခဲ့ပါတယ်ဒါမျိုးတွေပြောတဲ့အခါမှာဆိုလို့ရှိရင်ချေတို့ကသုံးလို့ရတယ်နော်အဲ့တော့သူဒီနောင်အနေနဲ့တွေ့သုံးတယ် noun plus root ထုံဟဲဆိုဆိုတဲ့ဟာလေးအသက်ပါလို့ရှိရင်ထုံဟဲဆိုနဲ့သုံးမယ်အသက်မပါဘူးဆိုလို့ရှိရင်နော် root ထုံဟဲဆိုလေးနဲ့သုံးမယ်ရမယ်နော်အဲ့ဆိုရင်ဒီ grammar button လေးကိုရမယ်နော်ရမယ်ဆိုလို့ရှိရင်ဒီနေ့တော့ဒီလောက်ပါပဲ